ဟုတ်ဘယ်နေရာမှာထုံးမလဲကိုကိုစဉ်းစားထားတဲ့ပုံရောရှိလားရှေ့ညီမကိုပြနော်ဟုတ်ဟိုဟာလေကျွန်တော်ဒီလက်မောင်းရဲ့အပေါ်နေအဲ့နေရာတော့ဟိုဘောအယူကောင်းလေအယူကောင်းကိုကောတစ်ဆန်ပြီးတော့နည်းနည်းလေးဟိုတက်ဖြစ်တာအဲ့ဘက်လေးထိုးခြင်းပြရတယ်နော်ဟုတ်အဲ့ဆိုရင်အခုညီမပုံလေးပြကြည့်ပြီပေါ့နော်ဟုတ်ဒီပုံစံမျိုးရောအခုကြိုက်လားခဏမိုက်ချာမိုက်အဲ့ဆိုလို့ရှိရင်ညီမအဲ့ဒါဒီဟာဆွဲဖို့အတွက်လေအောက်လိုင်းကောက်ဖို့အတွက်ကိုဆိုင်ရလဲပိတ်ခံနေပြီဆိုတော့လေစီးဟန်းနဲ့ပဲကောက်လိုက်မယ်ဖြစ်လာကိုဟုတ်ဖြစ်ပါချာဟုတ်အဲ့ဆိုရင်ကလေးလေးအရင်ဝင်လိုက်မယ်နော်ပုံစံနဲ့ကြာတော့လေအပေါ်အထူးမှရဟုတ်အဲ့ဆိုလို့ရှိရင်ကလေးလေးလောက်အောင်နော်ဟုတ်ဖြည်းဖြည်းပဲ